ရင်အပိုင်းမှာတော့ Monster နဲ့ Captain America ထိတ်တိုက်တွေ့ဆုံရင်းနဲ့ပြီးဆုံးသွားခဲ့ပြီးတော့ Chapter 161မှာတော့ဘာချီတာက Captain America ကို White Cap မှာဘယ်လိုအနိုင်ရရှိခဲ့လဲမသိပေမဲ့ပြန်တွေ့ရတာကိုတော့ဝမ်းသာကြောင်းပြောပါတယ်။ Captain America ဘာချီတာရဲ့ကနေတယ်လို့ dribbling နေကြောင်းအတူကဖို့အဖော်ရှာနေတယ်ဆိုရင်ငါကူညီပေးမယ်လို့ပြောပြီးတော့ဘာချီတာစီကဘောလုံးဝင်လူပါတယ်။ဘာချီတာကလည်း Captain America ရဲ့ဟာကွက်ကိုစောင့်နေပြီးတော့ပိုင်မီဆိုတဲ့အခါကျမှ Captain America ကိုဘောလုံးနဲ့များခေါ်လိုက်ပြီးဒဏ်ညာခြေပြောင်းနဲ့ကြော်သွားလိုက်ပါတယ်။ကြော်သွားပြီးတော့ဆရာသမားငါ့ကိုတားဖို့ဆိုရင်ကြွက်သားရဲ့လောက်နဲ့မရဘူးဆိုပြီးတော့လေးတိုက်လိုက်ပါသေးတယ်။တကယ်တော့ Captain America ကို9စာအနေနဲ့အသုံးချခဲ့ပြီးတော့ Green နဲ့ Eric ကနှစ်ယောက်ပေါင်းပြီးဝိုင်းဖိမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းဘာချီတာတော့ဘာချီတာပဲမလို့အလင်းအမြန်ပဲဖနှောက်နဲ့လူလန်းပေးလိုက်ပါတယ်။ဘောလုံးကိုလက်ခံရရှိတဲ့ဘာချာအသင်းရဲ့တိုက်စစ်မှုကလည်းတစ်ဖက်မှာရှိတဲ့အိုတိုယာစီကိုလှုပ်ဆိုင်ခြင်းမရှိဘဲနဲ့ပေးပို့လိုက်ပြီးတော့အိုတိုယာကလည်းစီးချက်ညီညီနဲ့ဘာချီတာစီကိုဘောလုံးပေးပို့လိုက်ပြီးဘာချီတာရဲ့ပြားကန်ချက်သွင်းကိုနဲ့ဥဆောင်ကိုရောက်ယူပြီးတော့3 formation ကိုအလှပဆုံးပုံဖော်လိုက်ပါတယ်။ဒါကတော့ဘာချာအသင်းရဲ့ philosophy ပဲဖြစ်ပြီးဘာချီတာဆိုရင်တော့သူ့ရဲ့အသင်းအတွက်အားအကိုရဆုံးလက်နက်တစ်ခုလိုဖြစ်လို့နေပါပြီ။အခုဆိုရင်တော့ဘာချီတာရဲ့ dribbling တွေကအရင်ကနဲ့လုံးဝမတူတော့ပဲကလေးတယောက်လိုမျိုးကစားခြင်းတလို့ကစားခဲ့တဲ့ဘာချီတာဆိုရင်တော့ပြန်ဘက်ကိုဆောင်ပြီးတော့အကောင်းဆုံးရင်းချယ်မှုတွေကိုလုပ်တတ်တဲ့ရင်းကျက်တဲ့ဘာချီတာအဖြစ်ကိုပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။လွတ်လပ်တဲ့ဘာချာအသင်းရဲ့အသွေးကောင်အောက်မှာဘာချီတာရဲ့မူရင်းပုံစံကပုံမပွင့်လန်းသွားခဲ့ပါပြီ။ဒါကတော့ဆရာဦးမိုးခွက်ဆိုလိုခဲ့တဲ့ပတ်ဝန်းကျင်ဆိုတဲ့အရာဖြစ်ပြီးတော့ Buster Mansion ဆိုတဲ့ပတ်ဝန်းကျင်ကြီးမှာအီဆာဂီကသူဘာများတည်ယူနိုင်မလဲလို့တွေးမိပါတယ်။အားလုံးရဲ့တုံဆိုင်ခြင်းမရှိပဲပေးမှုတွေကတိကျမြန်ဆန်နေဆိုပေမဲ့နောက်ဆုံးမှာတော့ခိုင်စားပဲဂိုးသွင်းရတယ်ဆိုတဲ့စီကံချက်ကိုအီဆာဂီကမကြိုက်ပါဘူး။ဒါပေမဲ့အဲ့စီကံချက်တွေကိုလိလိရှိလိုက်ပြီးတော့တကိုယ်တည်းဂိုးသွင်းဖို့ကြိုးစားမယ်ဆိုရင်လည်းCaptain America လို့ဖြစ်သွားပါမယ်။အီဆာဂီကဆိုရင်တော့စဉ်းစားရအကြံအိုက်နေခဲ့ပါပြီ။ဂိုးရနိုင်ဖို့အတွက်အပိုင်းစားတစ်ခုကိုအီဆာဂီကပုံမဖော်နိုင်ဖြစ်နေပြီးစဉ်းစားရအကြံအိုက်နေပါတော့တယ်။အရင်ဘလူးလော့မှာကလေးကသူ့ထက်တာလုံတဲ့သူတွေနဲ့ပဲတိုက်ခတ်ခဲ့ရတယ်ဆိုပေမဲ့အခုကတော့မတူတော့ပါဘူး။ခိုင်စားတင်မဟုတ်ပဲ Buster Mansion အသင်းရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ထိုက်တန်ကြောင်ပြရတော့မှာပဲဖြစ်ပါတယ်။ဒါက professional လမ်းကြောင်းဆိုတာဘယ်လိုလဲဆိုတာကိုပြသနေပြီးတော့ကစားပွဲတွေကိုဝင်ဖို့အောင်ခက်ခဲနေပါတယ်။အခုချိန်မှာတော့တိုက်စစ်မှုအနေနဲ့တယောက်တည်းကြိုးစားနေရတော့Captain America ပဲဖြစ်ပြီးတော့ Captain America ရဲ့တကိုယ်လဲစူးစမ်းနေပုံကတဲလွန်စားတစ်ခုဖြစ်နေနိုင်ပြီးတော့ Captain America ကိုဆက်လက်ဆောက်ကြည့်ရင်ခိုင်စားကိုအနိုင်ယူနိုင်မဲ့တဲလွန်စားကိုရှာဖွေပါတော့တယ်။တစ်ဖက်မှာတော့ဂျာမန်ဂေးလေးကနောက်ထပ်ဘာဆက်လုပ်မှလဲခိုင်စားတည်တံပြီးတာဆိုပြီးတော့ခိုင်စားကဘာချာသတင်းလုံးကိုကွန်မြတ်ဖို့အတွက်လာနေပြီးဆုံးသွားပါတယ်။ Chapter 162မှာတော့ခိုင်စားရဲ့ဘာချာအသင်းကိုလူသိရှင်ကြားကွန်မြတ်မဲ့အစီအစဉ်ကစတင်ပါပြီ။ခိုင်စားက Goal Area စီကိုတယောက်ပြီးတယောက်ဖြတ်ပြီး pass ပေးဖို့လမ်းကြောင်းဖွင့်ပေးနေပါတယ်။ဂျာမန်ဂေးလေးကလည်းလူပေးမလို့အယောင်ပြကွက်တွေနဲ့ခောက်လိမ်ပြီးတော့တစ်ဖက်ကစားသမားကိုနောက်မှခြံခဲ့ရင်းနဲ့အချိန်မြင့်ပြီးတော့ပြေးပါတယ်။သူ့ရဲ့ခြေထောက်တွေကမန်နန်ရွတ်ထားသလိုပဲလိုသလိုလိန်ခေါက်နိုင်တဲ့အတွက်ကြောင့် Buster Mansion ရဲ့နှလုံးသားမျက်လေးဆရာနဲ့ဆိုပြီးတော့အခေါ်ဝေါ်ကြပါတယ်။ဦးစိတ်တို့ရိုက်ချီကတော့သူ့နောက်ကအဲ့လိုတာလိုက်ပြီးမဲ့ကွင်းလေလူမျိုးရှိရင်သူလည်းပဲအခက်ခဲမရှိဂိုးသွင်းနိုင်မှာဖြစ်ကြောင်းပြောပါတယ်။အဲ့ဒါဆိုတဲ့ကောင်ကလည်းအဲ့ဒီစနစ်ကြောင့်သာအကျိုးခံစား권ရနေတာဖြစ်ပြီးတော့အဲ့ဒီ system လည်းသူနဲ့မကန့်ညီကြောင်းဦးစိတ်တို့ကပြောပါတယ်။အဲ့ဒါကလည်းလက်တွေ့မှာတော့ဟုတ်ပါတယ်။ Buster Mansion ရဲ့စံနှုန်းတွေအတိုင်းလှုပ်ရှားနိုင်လားဆိုလို့ခိုင်စာတယောက်ပဲရှိပါတယ်။ပွဲစားတွေကအချိန်နည်းနည်းလေးတော့မဖြုံးပဲဘောလုံးရဖို့အခွင့်အရေးကိုပဲအမြဲတမ်းဖန်တီးနေပြီးတော့ခိုင်စာရဲ့လှုပ်ရှားပုံတွေကအီဆာဂီပုံပေါ်ထားတဲ့ပြီးပြည့်စုံတဲ့ကစားကွက်နဲ့တူနေပါတယ်။ Goal area ထဲမှာတော့အားလုံးကဂိုးသွင်းဖို့နေရာအသီးသီးယူထားကြပြီးတော့ပေးဖို့အတွက်လမ်းကြောင်းတွေအများကြီးဖန်တီးထားတဲ့အတွက်ကြောင့်တစ်ဖက်အသင်းရဲ့ခံစစ်ကဒီကောင်တွေဘာဆက်လုပ်မလဲမပြောနိုင်ခင်မှာလှပတဲ့ white ball နဲ့ဖြတ်တင်ပေးလိုက်ပြီးတော့အကန့်အသတ်မဲ့တဲ့ရွေးချယ်စရာတွေထဲမှာဂိုးရနိုင်ခြင်းအရှိဆုံး position ကိုယူထားတဲ့သူကတော့ခိုင်စာပဲဖြစ်ပါတယ်။ခိုင်စာရဲ့လှုပ်ရှားပုံတွေကိုမြင်တဲ့ပါချီတာနောက်ကနေလိုက်လာပြီးတော့အဲ့ဒီရွှေအောင်စပင်အဲ့ဒီအပြောင်တက်တူးနဲ့မင်းကအရမ်းမိုက်တာပဲငါမင်းနောက်ကလိုက်ရှင်လိုက်တာဆိုပြီးတော့နောက်ကလိုက်လာတဲ့ပါချီတာကိုခိုင်စာကချက်ချင်းလက်ငင်းပဲတုံဆိုင်ခြင်းမရှိပဲနဲ့ဘောလုံးကိုကာထားပြီးတော့ဂိုးသွင်းဖို့အကောင်းဆုံးနေထားနဲ့တမ်းမကန်ပဲနောက်ဆုံးခံစစ်ကစားသမားကိုကြောင်သွားအောင်လုပ်ပြီးတော့ဘောလုံးပြန်ထိပြီးအောက်ပြန်ကြမှာကန်မယ်လို့ထင်နေတော့ခိုင်စာကတမ်းပြီးတော့ကန်ထဲလိုက်ပါတယ်။ကန်လို့ကန်မန်းတော့မတိလိုက်တဲ့အတွက်ကြောင့်ဂိုးသမားလည်းသုံးပြန်ကြည့်မရပဲဘတ်စတာမန်ချန်အသင်းကိုဂိုးပေးလိုက်ရပါတယ်။အဲ့ဒီကစားပုံဟာဆိုရင်တော့အီဆာဂီရဲ့ပြီးပြည့်စုံတဲ့ကစားပုံထက်ကိုကျော်လွန်သွားခဲ့ပါတယ်။ခိုင်စာကတော့ဘာချာသတင်းလုံးကိုကွတ်မြတ်ပြီးတော့အလန်ဇာပို့စ်နဲ့အောင်ပွဲခံလိုက်ပါတယ်။အီဆာဂီကိုရန်ကလည်းခိုင်စာကညံကြီးရှင်ကြီးပဲဆိုပြီးချီးကျူးနေပြီးတော့ခိုင်စာရဲ့အံ့ဩစရာကောင်းတဲ့ကစားပုံကိုအားကျနေပါတော့တယ်။ဘာချီတာနာဂီရင်နိုလိုမဟုတ်ပဲငါ့ရဲ့စွမ်းရည်တွေနဲ့ညံကြီးရှင်တရားဖြစ်ကြောင်းအီဆာဂီကတွေးနေမိပါတယ်။အဲ့ဒီမှာပဲဆန်ပီဘာချစ်ကအဲ့ဒီခိုင်စာရဲ့လက်နက်ကိုခိုင်စာအင်ဘတ်လို့ခေါ်ပြီးတော့တကိုယ်လုံးကအားရီကိုညာခြေထောက်မှာစုပြီးတော့ကန်လိုက်တဲ့ခိုင်စာအင်ဘတ်ဆိုရင်တော့ဘယ်သူမှမရှင်နိုင်တဲ့အမြန်နှုန်းနဲ့အဲ့ဒီကန်ချက်တွေကကမ္ဘာအကောင်းဆုံးတိုက်စစ်မှုဖြစ်တဲ့ငါးအောင်ကျော်လွန်တယ်လို့ဆန်ပီဘာချစ်ကပြောရင်းနဲ့Chapter 162ကလည်းဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။နောက်ပိုင်းတွေမှာတော့ဒီတက်စိတ်ဝင်စားစရာကောင်းတာတွေလာမှာမလို့စောင့်မျှော်ပေးကြဖို့နဲ့ brother တို့ကဒီဗီဒီယိုကိုTikTokကြည့်နေဆိုရင်တော့အခုပြထားတဲ့ link လေးကနေပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe ဝင်လုပ်ပေးကြဖို့နဲ့ YouTube ကြည့်နေဆိုရင်လည်း subscribe ဝင်လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။အားပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့။